မြရုံမြင့်တန်ကြားပြိတ်တံများခင်ဗျာဆူနာမီဆိုတာဟာတဘာဝဘေးအန္တရာယ်အမျိုးမျိုးအနက်ကတစ်မျိုးဖြစ်ပါတယ်ဆူနာမီကြီးလိုင်းဟာပင်လယ်အောက်ကျမ်းပြင်မှာမြေငလျင်လှုပ်ရှားမှုကြောင့်မြေသားအထက်အောက်လှုပ်ရှားမှုဖြစ်တဲ့အခါပင်လယ်အောက်မှာမီးတောင်ပေါက်ကွဲမှုဖြစ်တဲ့အခါပင်လယ်အောက်ကျမ်းပြင်မှာမြေပြိုမှုဖြစ်တဲ့အခါနဲ့ပင်လယ်ပြင်အတွင်းကိုဥက္ကာပြန်ခဲများပြုတ်ကျတဲ့အခါများမှာဖြစ်ပေါ်တတ်ပါတယ်ဆူနာမီကြီးလိုင်းဟာအပြည့်စွမ်းအားကြီးမားကျယ်ပြန့်တဲ့ဘေးတစ်ခုပဲဖြစ်ပါတယ်2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံဆူမာတရာငလျင်ကြောင့်ဖြစ်တဲ့ဆူနာမီကြီးလိုင်းဟာအင်ဒိုနီးရှားနိုင်ငံမှထိုင်းနိုင်ငံသီရိလင်္ကာနိုင်ငံအိန္ဒိယနိုင်ငံမြန်မာနိုင်ငံအာဖရိကကင်ညာနိုင်ငံနဲ့ဆိုမာလီယာနိုင်ငံများထိရောက်ရှိခဲ့ပြီးတော့နိုင်ငံပေါင်း17နိုင်ငံကသေဆုံးသူ2,500,000 ခန့်ရှိတဲ့အတွက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ480 မီလီယံဖြစ်ပါတယ်။အဲဒီခါတုန်းကမြန်မာနိုင်ငံမှာလည်းဒင်သာရီတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်များမှာဆူနာမီကြီးလိုင်းတန်းကြောင့်လူ62ဦးသေဆုံးမှာအိုးအိမ်600လုံးပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းကျပ်သန်းပေါင်း1585.56ဖြစ်ပါတယ်။2011ခုနှစ်မတ်လ17ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဂျပန်နိုင်ငံတိုဟိုကူငလျင်ကြောင့်ဖြစ်ခဲ့တဲ့ဆူနာမီကြီးလိုင်းဘေးမှာလည်းလူရေ2000ခန့်သေကြေပျောက်ဆုံးခဲ့ပြီးအမေရိကန်ဒေါ်လာ235ဘီလီယံကပျက်စီးဆုံးရှုံးခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဆူနာမီရေလိုင်းရဲ့အမြန်နှုန်းကိုလေ့လာမယ်ဆိုရင်2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာဖြစ်ခဲ့တဲ့ဆူမာတရာဆူနာမီရေလိုင်းရဲ့အမြန်နှုန်းဟာအရှေ့နောက်တိုင်းတနအီကိုကီလိုမီတာ800ကနေ1000အထိမိုင်အားဖြင့်920မိုင်ကနေ650မိုင်အထိတောင်မြောက်အတိုင်းဆိုရင်တနအီကိုကီလိုမီတာ400ကနေ900အထိမိုင်အားဖြင့်260မိုင်ကနေ325မိုင်အထိတင်မြန်တဲ့အတွက်ပင်လယ်ပြင်မှာငလျင်လှုပ်တဲ့နေရာနဲ့နီးတဲ့ပင်လယ်ကမ်းခြေဒေသကပြည်သူလူထုအနေနဲ့ရှောင်တိန်ဖို့ဟာအချိန်အနည်းငယ်သာရနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဆူနာမီဘေးကိုရင်ဆိုင်နိုင်ဖို့အတွက်ကမ်းရိုးတန်းဒေသနေပြည်သူလူထုအနေနဲ့ဆူနာမီသတိပေးချက်ကိုအချိန်မီသတိပြုသိရှိအောင်ဆောင်ရွက်ခြင်းဆူနာမီသတိပေးချက်ရရှိတာနဲ့ပိုပြီးမြင့်တဲ့ကုန်းမြေကိုလျင်မြန်စွာရွှေ့ပြောင်းခြင်းပင်လယ်ကမ်းခြေမှာကုန်းမြင့်မရှိတဲ့အခါကုန်းတွင်းပိုင်းသို့အနည်းဆုံးဂိုက်1000ခန်းထိရှောင်ပြေးခြင်းဆူနာမီဒဏ်ခံနိုင်ဖို့အတွက်ပုံစံထုတ်ထားတဲ့အဆောက်အဦများရှိပါက၎င်းအဆောက်အဦတွင်ခိုလုံခြင်းကမ်းခြေများရှိအားဖြည့်ကွန်ကရစ်ဖြင့်ဆောက်လုပ်ထားတဲ့ဟိုတယ်များမှာခိုလုံခြင်းနောက်ဆုံးပြေး၍မလွတ်ဘူးဆိုရင်နီးစပ်ရာတစ်ပင်ပေါ်သို့တက်၍နေခြင်းအစရှိတဲ့နီလန်းများနဲ့မိမိကိုယ်ကိုအတတ်နိုင်ဆုံးကာကွယ်နိုင်ပါတယ်။ဆူနာမီရေလှိုင်းဘေးနဲ့ကြုံတွေ့တဲ့အခါမှာပြည်သူလူထုအနေနဲ့ဘေးကင်းရာကိုတင်းရှောင်နိုင်ဖို့အတွက်ပင်လယ်ကမ်းခြေဒေသများမှာကြိုတင်ဇက်တိုက်လေ့ကျင့်ခန်းများပြုလုပ်ရန်လိုတဲ့အတွက်ဆူနာမီဇက်တိုက်လေ့ကျင့်ခန်းကို2012ခုနှစ်စက်တင်ဘာလ29ရက်နေ့မနက်8:00နာရီအချိန်ကနေ17:00နာရီအချိန်ထိအေရရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အနီးကကြီးကြပ်မှုနဲ့အေရရီတိုင်းဒေသကြီးလက်ပွတ်တာခရိုင်လက်ပွတ်တာမြို့နယ်သင်္ကန်းကြီးကျေးရွာမှာပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ဆူနာမီသတိပေးဗဟိုဌာနဖြစ်တာဝန်ယူထားတဲ့ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှာဆူနာမီသဏ္ဍာန်တူလေ့ကျင့်ခန်းအတွက်အင်ဒိုနီးရှားနိုင်ငံဆူမာတရာမြောက်ပိုင်းပင်လယ်ပြင်ကိုဗဟိုပြုပြီးအင်အားရစ်ချ်တာစကေး 8.5 အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းကို2012ခုနှစ်စက်တင်ဘာလ29ရက်နေ့မနက်8:15မိနစ်မှာစတင်ထုတ်ပြန်ပေးပါတယ်အဆိုပါသတင်းကိုမြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဟာ8:18မိနစ်အချိန်မှာလက်ခံရရှိပြီးဆူနာမီရေလှိုင်းကြီးများဖြစ်ပေါ်နိုင်တာကိုသိရှိနားလည်သဘောပေါက်ထားတဲ့အတွက်မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များနဲ့အေရရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့အားအသိပေးခြင်းကိုဆောင်ရွက်ပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဟာမနက်8:00နာရီခွဲအချိန်မှာ FAST များအသုံးပြုပြီးဆူနာမီအသိပေးနှိုးဆော်ချက်ကိုထပ်မံထုတ်ပြန်ပေးပါတယ်။ယာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကဆူနာမီအသိပေးနှိုးဆော်ချက်ကို8:32မိနစ်အချိန်မှလက်ခံရရှိပြီးယာရီတိုင်းဒေသကြီးသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များနဲ့ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှတဆင့်တ
သင်္ကန်းကြီးကြေးရွာအုပ်ချုပ်ရေးမှူးရုံးသို့အကြောင်းကြားပြီးအသင့်ပြင်ဆင်ထားပါတယ်။သင်္ကန်းကြီးကြေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ဆူနာမီအသိပေးနှိုးဆော်ချက်ရောက်ရှိချိန်မှစပြီးလူပြောင်းရွှေ့ရေးကိုစတင်ဆောင်ရွက်ပါတယ်။အဲဒီနောက်8:45မိနစ်အချိန်မှာတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဆူနာမီသတိပေးချက်ကိုထုတ်ပြန်ပေးပါတယ်။အဲဒီလိုဆူနာမီသတိပေးချက်ကိုလက်ခံရရှိတဲ့အခါမှာတော့ပသိမ်မြို့ARတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကမနေ့8:50အချိန်မှာ First ဖြစ်၎င်းလက်ပေါ်တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာမနေ့8:55အချိန်မှာ First ဖြစ်၎င်းလက်ပေါ်တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက8:58အချိန်မှာ First ဖြစ်၎င်းသင်္ကန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနေနဲ့9:05အချိန်မှာတယ်လီဖုန်းဖြစ်၎င်းအသီးသီးလက်ခံရရှိခဲ့ပြီးတဲ့နောက်လူပြောင်းရွှေ့ခြင်းလေ့ကျင့်ခန်းကိုဆက်လက်လုပ်ဆောင်ကြပါတယ်။လေ့ကျင့်ခန်းမှာပါဝင်တဲ့ရွာသူရွာသားများဟာဆူနာမီအသိပေးနှိုးဆော်ချက်ရရှိတဲ့8:50အချိန်နောက်ပိုင်းမှစတင်ပြီးဆူနာမီဘေးခိုလုံရာအဆောက်အအုံများသို့စတင်ရွှေ့ပြောင်းခဲ့ရမှာ9:20အချိန်မှာရွှေ့ပြောင်းမှုပြီးစီးခဲ့ပါတယ်။အဲဒီနောက်နေပြည်တော်ရှိမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှမနက်10:00နာရီခွဲအချိန်မှာတော့ First များအသုံးပြုပြီးဆူနာမီသတိပေးချက်ရုပ်သိမ်းကြောင်းကိုထုတ်ပြန်ပေးခဲ့ပါတယ်။10:50အချိန်မှာဆူနာမီသတိပေးချက်ရုပ်သိမ်းကြောင်းကြေညာချက်ရရှိပြီးတဲ့နောက်သင်္ကန်းကြီးကျေးရွာမှရွာသူရွာသားတွေကမိမိနေအိမ်အသီးသီးကိုပြန်လည်ထွက်ခွာသွားကြပါတယ်။မြန်မာရုပ်မြင်သံကြားပြည်တံများခင်ဗျာမြန်မာနိုင်ငံသဘောဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့လမ်းညွှန်မှုအရလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပ
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာနဟာရာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန World Vision နဲ့ Action Aid တို့ပူးပေါင်းကူညီမှုနဲ့ရာရီတိုင်းဒေသကြီးလက်ပေါ်တာခရိုင်လက်ပေါ်တာမြို့နယ်တင်ကန်းကြီးကျေးရွာမှာဆူနာမီဇက်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအဲ့ဒီဆူနာမီဇက်တိုက်လေ့ကျင့်ခန်းကိုအစဉ်စဉ်သောတဘောဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့များနဲ့ကျေးရွာသူကျေးရွာသားများအပါအဝင်စုစုပေါင်းအင်အား1606ဦးတို့ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်အခုတင်ဆက်ပြသခဲ့တဲ့အတိုင်းပြည်သူလူထုကိုယ်တိုင်ပါဝင်သောဆူနာမီဇက်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်တဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါကဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးမှုများကိုလျော်နှဲသက်သာစေမှာဖြစ်ပါတယ်။အဲဒီလိုဇက်တိုက်လေ့ကျင့်ခန်းများသာမကရာရီတိုင်းဒေသကြီးအတွင်းမိတင်းနေထိုင်နေကြသောလူဦးရေ4.5 သန်းအတွက်ဆိုင်ကလုန်းရှယ်တာများလည်းလိုအပ်လျက်ရှိပါတယ်။လက်ရှိအခြေအနေမှာရာရီတိုင်းဒေသကြီးအတွင်းဆိုင်ကလုန်းရှယ်တာ56လုံးတိစောက်ပြီးဖြစ်၍လူဦးရေ1,200,000အတွက်သာအစဉ်ပြေလွှမ်းခြုံနိုင်ပါသေးတယ်။ထပ်မံ၍ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားတဲ့ကျေးရွာ45ရွာမှာလူဦးရေ9,600အတွက် School Camp Shelter 45လုံးလိုအပ်လျက်ရှိနေပါသေးတယ်။အဆိုပါလိုအပ်နေသေးတဲ့ School Camp Shelter 45လုံးကိုသာတိစောက်ပေးနိုင်ခဲ့မယ်ဆိုပါရင်ရာရီတိုင်းဒေသကြီးအတွင်းရှိပြည်သူများအတွက်ဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးမှုလျှော့ချခြင်းကိုအတိုင်းအတာတစ်ခုထိပြီးပြည့်စုံစွာဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းမှတ်တမ်းပြုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။